င်္ဂလာပါရှင်မနေ့ကအလုပ်ပိတ်ရက်လေးဆိုတော့စီချက်ခောက်ဆွဲလေးစားဖို့အတွက်ဈေးမှာသွားဝယ်ပါမယ်ခောက်ဆွဲလေးဝယ်မယ်ပြီးသွားလို့ရှိရင်တော့ကင်ချီလေးစားမယ်ရှင်ကင်ချီလေးကမစားဘူးသေးတော့အစားစားကြည့်မယ်နော်ချက်သားတော့35ပတ်ပဲတန်လို့ရှင်အဲ့နောက်မှာတော့ချက်သွန်ဖြူလေးတွေကိုနုံနုံဆင်းထားမှာပဲဖြစ်ပါတယ်အခုဆိုရင်တော့ဒီမှာဝယ်လာတဲ့ချက်သားလေးကိုရေးဆေးထားပါပြီဒီဘက်ကတော့ကြက်ရီခွန်လေးပါနှစ်ခုစလုံးကိုရေလေးတွေဆေးထားပါတယ်ဘာလို့ခွဲထားရလဲဆိုတော့ပြီးရင်ထပ်ပြီးတော့ပြပြပေးပါမယ်နော်ဟုတ်ကဲ့ပါကြက်သားလေးကိုစားအချိုမုံစနလေးနည်းနည်းထည့်ပြီးတော့နေလိုက်ပါမယ်ရှင်ဒီဟာလေးကတော့ကြက်အရီခွန်မှာစနွဲလေးပဲနည်းနည်းထည့်ထားတာပါအရသာတော့မထည့်ထားပါဘူးဒါလေးကိုလည်းစနွဲလေးနဲ့နည်းလေးနေလိုက်မယ်ရှင်သူ့ကိုဘာလို့ဒီလိုမျိုးလုပ်ထားရလဲဆိုတော့ဒါကစီချက်လုပ်တဲ့အခါကျရင်ကြက်ရီခွန်လေးနဲ့စီချက်တက်မှာမွေးတာမဟုတ်လို့ပါရှင်ပို့ပြီးတော့အဲကြောင့်မလို့ကြက်ရီခွန်ကနေစီထုတ်မှာဖြစ်ပါတယ်နော်ဟုတ်ကဲ့ပါပေါင်းဦးတဲ့ကိုထည့်ပြုတ်ပါမယ်ရှင်ပေါင်းဦးတဲ့ထည့်ပြုတ်တာပို့ပြီးတော့အမှုမြန်ပါတယ်ကဲကြက်သွန်ဖြူဂျင်းလေးကိုဓာတ်ရရိုက်ပြီးတော့ကြက်သားလေးကိုထည့်ပြုတ်ပါမယ်နော်ရေတန့်လေးအနည်းငယ်ထည့်ပါရှင်ရေတန့်လေးကိုထည့်ပြုတ်ပါမယ်ရပါပြီအားပြုတ်ထားပါပြီနော်ခေါင်းလေးအုပ်ထားပါမယ်ရှင်သားလေးကစူနေပြီပဲဖြစ်ပါတယ်ဒီထဲကအမြုပ်တွေဖယ်ထုတ်ပါမယ်မြုပ်တွေအားလုံးဖယ်ထုတ်လိုက်ပါမယ်အိုး6ပြီးတော့ပူလာပြီဆိုတာနဲ့ကြက်အရီကုန်လေးကိုပြစ်ထည့်လိုက်မှာပဲဖြစ်ပါတယ်စီလေးတွေအနည်းငယ်ထွက်လာပါပြီကြက်သားတွေကနေစီလေးတွေအနည်းငယ်ထွက်လာပါပြီဒီကြက်အရီကုန်လေးတွေကိုဆယ်ပြီးတော့ပြစ်လိုက်ပါမယ်ကြက်အရီကုန်ကြောတိုက်တဲ့လူတွေကတော့ကြက်အရီကုန်ကြွတဲ့ထိထားလာပြီးတော့စားလို့ရပါတယ်ဇုံကတော့မစားပါဘူးရှင်ဝိတ်တက်မှာဆိုပါနော်ကြက်အရီကုန်လေးတွေကိုပြစ်လိုက်ပါမယ်ဒီနော်စီလေးတွေပါနော်စီကမှာပါဟုတ်ကဲ့ပါအခုစီစလာပြီဆိုလို့ရှိရင်တော့ဒီမှာနှုတ်စင်ထားတဲ့တက်တူကိုထည့်လိုက်ပြပါတယ်အဝိုင်အောင်လေးတွေတန်းပြီးဆိုတာနဲ့ချလို့ရပါပြီနော်ဒါကတော့စီချက်ခောက်ဆွဲအတွက်စီချက်လုံးလေးပါကဲအခုဆိုလို့ရှိရင်တော့စီချက်ခောက်ဆွဲမှာအသုံးပြုမယ်စီချက်ကလေးရရှိပါပြီရှင်စီချက်ခောက်ဆွဲမှာစီချက်ကအဓိကတက်တာကြောင့်ခုလိုသေးချာလေးစီချက်လေးကိုချက်ပြထားခြင်းဖြစ်ပါတယ်နော်ချက်သားလေးကတော့ချက်သွားပါပြီရှင်ချက်သားလေးကချက်သွားပါပြီဒါမနေ့မှချက်မှာပါမနေ့ကကိုနိုင်ရဆိုတော့ညရတာကြိုတင်ကစင်းလေးလုပ်ထားရအောင်နော်ဒီကတော့ညချက်သားလေးကိုခုမနေ့ရောက်တော့ပြန်ပြီးတော့ပြုတ်ပါတယ်နော်ချက်သားလေးရပြီဆိုတော့ဆယ်ထားလိုက်ပါပြီပြီးရင်နှုံနှုံဆင်ထားပါမယ်ခောက်ဆွဲကိုတော့ဒီတိုက်ပေတစ်စိတ်လေးပဲသုံးထားပါတယ်သူကအရန်ကိုနူးညံ့ပြီးတော့စားလို့လည်းကောင်းပါတယ်ခောက်ဆွဲပြုတ်ထားတဲ့အချိန်မှာခရူးစီပဲငပြိုင်အနောက်ကြက်သားမုံနဲ့ကြက်ပြုတ်ရည်လေးတွေကိုအနှဲငယ်ကြိုထားပါမယ်ရောတမပြီးတော့ဒါကတော့ခောက်ဆွဲလေးပြုတ်ပြီးပြီပဲဖြစ်ပါတယ်တော်တော်လေးကိုများပါတယ်ရှင်ခောက်ဆွဲလေးပြုတ်ပြီးပါပြီပွဲစားပြင်ပါတော့မယ်ခောက်ဆွဲတွေကိုစားအချိုမုံပြီးရင်ကြက်သားမုံနဲ့ငယ်ခုနပြင်ထားတဲ့အနှစ်ကလေးကိုထည့်ပါမယ်ပြီးရင်စီချက်ကလေးကိုထည့်ပါမယ်အဲ့ဒါပြီးရင်တော့အားလုံးရောသမအောင်မွေပါမယ်ရှင်ကဲပကံထဲကိုစီချက်အနည်းငယ်ပြီးရင်ငရုတ်ကောင်းမုတ်လေးဖြူပါမယ်ပြီးရင်တော့ကြက်တော်မိတ်ကလေးကိုဖြူပါမယ်ရှင်အဲ့ဒါပြီးရင်ကြက်သားအတုံးလေးတွေကိုထည့်ပါမယ်ကဲခုဆိုရင်တော့ရတာရှိလာတဲ့စီချက်အောင်ဆွဲဟင်းညိုလေးနဲ့ကင်ချီလေးကိုရရှိနေပြီဖြစ်ပါတယ်ဟင်းညိုလေးကတော့ဘေဘီကွန်းလေးနဲ့ကြက်တော်မိတ်လေးနဲ့ချက်ထားတာပဲဖြစ်ပါတယ်ဟင်းညိုချန်နီလေးကိုတော့နောက်ထပ်ဗီဒီယိုမှာဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ဒီ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးထားကြဖို့မမေ့ပါနဲ့ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်